မြန်မာတိုင်းတည်ထားတဲ့ဗဟုသုတ30ဒီနေ့ဗီဒီယိုမှာတော့မြမသမိုင်းပထဝီဝင်ကမ္ဘာထူးခြားချက်တွေနဲ့သိပ္ပံပညာရပ်ဆိုင်ရာစိတ်ဝင်စားစရာအချက်လက်30ကိုစူးစီးတင်ဆက်ပေးထားပါတယ်။လူတိုင်းတည်ထားတဲ့ဗဟုသုတတွေမို့တင်ရောဘယ်နှခုမှအောင်ဖြေနိုင်မလဲဆိုတာအတူတူစမ်းသပ်ကြည့်အောင်ဗီဒီယိုလေးမစတင်ခင်ကျွန်တော်ရဲ့ channel လေးကို subscribe ကျေးဇူးပြုပြီးလုပ်ပေးပါဦးမြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်ခါခါဘိုရာဇီဟာဘယ်ပြည်နယ်မှာရှိတယ်လဲ အဖြေမှန်ကတော့ကချင်ပြည်နယ်ခါကာဘော်ရာဇီတောင်ဟာအမြင့်ပေ19296ရှိပြီးအရှေ့တောင်အာရှမှာအမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာအကျယ်ဝန်းဆုံးသမုဒ္ဒရာကဘယ်ဟာလဲ အဖြေမှန်ကတော့ Pacific သမုဒ္ဒရာဟာကမ္ဘာမျက်နှာပြင်စုစုပေါင်းရဲ့30%ကျော်ကိုလွှမ်းမိုးထားပါတယ် အလင်းနဲ့ဆိုတာဘယ်အရာကိုတိုင်းတာတာလဲ အဖြေမှန်ကတော့အကွာအဝေးအလင်းဟာတစ်နှစ်အတွင်းခရီးနယ်နဲ့အကွာအဝေးကိုအလင်းနဲ့လို့ခေါ်တာဖြစ်ပါတယ် ဘယ်သွေးအုပ်စုရှင်ဒီဟာမိသည့်သွေးအုပ်စုကိုမဆိုလှူဒန်းနိုင်တယ်လဲ အဖြေမှန်ကတော့ O သွေးအစုရှင်တွေကို Universal Donors စကြဝဠာအနက်လူဒန်းနိုင်သူများလို့ခေါ်ပါတယ် ကမ္ဘာပေါ်မှာအရှည်ဆုံးမြစ်ဖြစ်တဲ့9မြစ်9ဟာဘယ်ထိုက်မှာရှိတယ်လဲ အဖြေမှန်ကတော့အာဖရိကနိုင်မြင့်ဟာအရှည်4135မိုင်ရှိပြီးနိုင်ငံပေါင်း17နိုင်ငံကိုဖြတ်တန်းစီးဆင်းပါတယ် တန်လွင်ကတ်ဟာဘယ်အရာရဲ့တင်ကြတာလဲ အဖြေမှန်ကတော့ငင်းချမ်းရည်ရှေးဟောင်းဂရိခေတ်ကတည်းကတန်လွင်ခတ်ကိုငင်းချမ်းရည်တင်ကေတာအဖြစ်သုံးစွဲခဲ့ကြပါတယ် လွတ်လပ်ရေးရပြီးနောက်မြန်မာနိုင်ငံရဲ့ပထမဆုံးသမ္မတဟာဘယ်သူလဲ အဖြေမှန်ကတော့ဆက်ရွှေတိုက်ရောင်ရွှေစောပွားကြီးဆက်ရွှေတိုက်ဟာ1948ခုနှစ်မှာမြန်မာနိုင်ငံရဲ့ပထမဆုံးသမ္မတဖြစ်လာပါတယ် နေရာဖွဲ့စည်းအတွင်းမှာဘဲကြောကိုအနည်းအောင်ကျော်လို့ခေါ်တယ်လေ အဖြေမှန်ကတော့အင်္ဂါဂျိုမျက်နှာပြင်မှာတန်အောက်ဆိုင်တန်ချီရီများပြားတာကြောင့်အနည်းအောင်အဖြစ်မြင်ရတာပါ အင်္ဂလိပ်အခေယ26လုံးမှာအတုံးအများဆုံးစာလုံးကဘာလဲ အဖြေမှန်ကတော့အင်္ဂလိပ်စာလုံး E letter Cloud English စာလုံးတွေထဲမှာ E ဟာစုစုပေါင်းအတုံးတူမှုရဲ့17%ကျော်ရှိပါတယ် မမရိုးရအချင်းတိုင်းတာမှုအရာတရက်မှာဘယ်နနာရီဘဟိုရှိတယ်လဲ အဖြေမှန်ကတော့8နာရီရှေးကညမာတွေကတရက်ကိုနေ့4ဗဟိုည4ဗဟိုစုစုပေါင်း10ဗဟိုနဲ့တိုင်းထားခဲ့ပါတယ် Angel ရေတခွန်ဟာဘယ်နိုင်ငံမှာရှိတယ်လဲ အ
ဖြေမှန်ကတော့ Venezuela Angel ရေတခွန်ဟာအမြင့်ပေ3212ပေရှိပြီးကမ္ဘာအမြင့်ဆုံးရေတခွန်ဖြစ်ပါတယ် လူကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာအယိုးစုစုပေါင်းဘယ်နှခုရှိသလဲ အဖြေမှန်ကတော့206ခုကလေးဘဝမှာအယိုး300နီးပါးရှိပေမဲ့ကြီးလာတဲ့အခါအယိုးဒီပေါင်းဆက်သွားလို့206ခုပဲကျန်လာတော့တယ် အင်တာနက် World Wide Web ကိုစတင်တည်ထွင်ခဲ့သူဟာဘယ်သူလဲ အဖြေမှန်ကတော့ Tim Berners-Lee 1989ခုနှစ်မှာ Tim Berners-Lee က WWW ကိုစတင်ဖန်တီးခဲ့တာဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားအမည်ကဘာလဲ အဖြေမှန်ကတော့မီတျာနန်တူရီယာ1920ပြည့်နှစ်မှာစတင်ပြသခဲ့တဲ့ဒီဇာတ်ကားဟာမြန်မာရုပ်ရှင်သမိုင်းရဲ့အစားဖြစ်ပါတယ် ကမ္ဘာပေါ်မှာအပူချိန်အမြင့်ဆုံးလို့သတ်မှတ်ထားတဲ့တေမင်းထောင်ကြား Death Valley ဟာဘယ်မှာလဲ အဖြေမှန်ကတော့ American 1930ခုနှစ်ကအပူချိန်56.9ဒီဂရီဆယ်လီစီယပ်အထိရှိခဲ့ပြီးကမ္ဘာအစံချိန်တင်ခဲ့ပါတယ် သိပ္ပံပညာရှင်မာရီကျူရီဟာဘယ်တက်ဆင်ကိုရှာဖွေသိရှိခဲ့တာလဲ အဖြေမှန်ကတော့မာရီကျူရီဟာနိုဘယ်ဆုကိုနှစ်ကြိမ်တိုင်တိုင်ရရှိခဲ့တဲ့တဦးတည်းသောအမျိုးသမီးဖြစ်ပါတယ် ပထမဆုံးကမ္ဘာအိုလံပစ်ပြိုင်ပွဲကိုဘယ်နိုင်ငံမှာကျင်းပခဲ့တာလဲ အဖြေမှန်ကတော့ Greek BC 996ခုနှစ်မှာ Greek နိုင်ငံအိုလံပီယာမြို့မှာပထမဆုံးစတင်ကျင်းပခဲ့တာဖြစ်ပါတယ် ကမ္ဘာပေါ်မှာ area ကျယ်ဝန်းအသေးဆုံးနိုင်ငံကပါလဲ မြန်မာနိုင်ငံရဲ့အမျိုးသားပန်းအဖြစ်ဗရေပန်းကိုသတ်မှတ်ထားတယ်လေ 2024စည်ရင်းအရကမ္ဘာပေါ်မှာလူဦးရေအထူးထက်ဆုံးမြို့ကဘယ်မြို့လဲ တယ်လီဖုန်းကို1886ခုနှစ်မှာစတင်တီထွင်ခဲ့သူကဘယ်သူလဲ ကမ္ဘာပေါ်မှာအကျယ်ဆုံးကျွန်းအမည်ကပါလဲ တ
ပကန်အင်ပါယာကိုစတင်တည်ထောင်ခဲ့တဲ့မင်းကဘာတူလဲ တစ်ကလာအုပ်ရဲ့ရှာဟာဘယ်အယောင်ရှိတယ်လဲ ဒူဘိုင်းမြို့မှာရှိတဲ့ကမ္ဘာအမြင့်ဆုံးအဆောက်အဦအမည်ကဘာလဲ dressing အလေကြာစရာမှာ hydrogen ရဲ့သင်္ကေတကပါလဲ ကဘာကျော်မိုနာလီဇာပန်းချီကားကိုဘယ်သူရေးဆွဲခဲ့တာလဲ 1969နှစ်မှာလကဘာဘောကိုပထမဆုံးခြေချဟဲသူကဘာတူလဲမြန်မာနိုင်ငံမှာအရှိဆုံးတရားအမိကပါလေ လူခန္ဓာကိုယ်မှာဒီနေ့ပတ်လုံးနားချိန်မရှိပဲအလုတ်လုတ်နေတဲ့အင်္ဂါကပါလေ